အိန္ဒိယလူမျိုးတွေရဲ့ရုပ်ရယုံကြည်မှုနဲ့ဗေဒင်ပညာအရအိန္ဒိယနယ်တန်တွေကိုစောင့်ထားခြင်းဟာအလွန်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိတယ်လို့ယူဆကြပါတယ်။အိန္ဒိယနယ်တန်တွေကိုခန္ဓာမှာဖြစ်စေအိမ်မှာဖြစ်စေစောင့်ထားမယ်ဆိုရင်ရရှိနိုင်တဲ့အယူဆဆိုင်ရာအကျိုးကျေးဇူးတွေကိုပြပြပေးချင်ပါတယ်။ဥစ္စာနဲ့ကံကောင်းခြင်းတွေကိုဆွဲဆောင်နိုင်ခြင်းအိန္ဒိယလူမျိုးတွေကအိန္ဒိယနယ်တန်တွေကိုလက်လာပါအနေနဲ့စီးစိမ်ဥစ္စာရရှိစေတဲ့အပြင်ပြည့်သတ်မှတ်ထားချပါတယ်။အထူးသဖြင့်စီးပွားရေးလုပ်ငန်းရှင်တွေအယောင်းဝယ်ပြုလုပ်သူတွေဟာနတနီတုံးသို့မဟုတ်နတနီနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေကိုငွေသိန်းသက်တာတွေတဲ့ဘဏ္ဍာရိုက်တွေတဲ့ထည့်လေးရှိကြပြီးဒီလိုပြုလုပ်ခြင်းဟာစီးပွားရေးကိုပုံမဖြစ်ထွန်းစေကကံကောင်းခြင်းတွေကိုဆွဲဆောင်ပြီးတယ်လို့ယုံကြည်ကြပါတယ်။ဘေးအန္တရာယ်နဲ့မကောင်းတဲ့စွမ်းနေရနေကောက်ွယ်ပေးခြင်းအိန္ဒိယနယ်တန်တွေမှာအလွန်ပြင်းထန်ပြီးတန်ရှင်းတဲ့စွမ်းအင်တွေရှိတယ်လို့ယူဆကြပါတယ်။အိန္ဒိယနယ်တန်တွေကိုအတုံးလိုက်ဖြစ်စေအိန္ဒိယနယ်တန်တွေပရိဖြစ်စေစောင့်ကားမယ်ဆိုရင်အနှုတ်လက္ခဏာဆောင်တဲ့စွမ်းအင်တွေသူတစ်ပါးရဲ့မနာလိုမုန်းတီးမှုနဲ့မျက်စိအကြည့်စုံးကွေတိုက်ခိုက်မှုနဲ့မကောင်းဆိုးဝါးအန္တရာယ်တွေကနေကာကွယ်ပေးတယ်လို့ယုံကြည်ကြပါတယ်။အင်္ဂါဂျိုဆိုတက်ရောက်မှုကိုပယ်ပြတ်စေခြင်းဘေးရင်အယူအဆပေါ့နော်။အိန္ဒိယဘေးရင်ပညာအရအိန္ဒိယနယ်တန်တွေကအင်္ဂါဂျိုနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ဇာတာမှာအင်္ဂါဂျိုညံ့နေသူတွေအလောက်အကင်အစစ်မပြေဖြစ်ပြီးစိတ်တူလဲဒေါသကြီးနေသူတွေနဲ့အိန္ဒိယနယ်တန်တွေကိုစောင့်ထားခြင်းဖြင့်ဂျိုဆိုတက်ရောက်မှုတွေကိုရော့ပါတက်တာစေပါတယ်စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီးဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်တယ်လို့ကူညီပေးပါတယ်ရှင်ကျမ်းမာရေးနဲ့စိတ်ခွန်အားကိုတိုးတက်စေခြင်းအိန္ဒိယနယ်တန်ဒီပတိကိုဝစ်ဆင်ထားခြင်းကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီးလောကီအန္တရာယ်တွေကိုရင်ဆိုင်နိုင်မဲ့ဆွဲဆောင်မှုအာဏာနဲ့စိတ်ခွန်အားကိုတိုးပွားစေတယ်လို့ယုံကြည်ကြပါတယ်အိန္ဒိယနယ်တန်ဒီကိုဘယ်လိုဆောင်ကြမလဲအိန္ဒိယရိုးရာအရာအိန္ဒိယနယ်တန်ကိုပရိဖြစ်ဆောင်ထားခြင်းလေပင်လက်ပတ်လက်စွပ်အနေနဲ့ခန္ဓာကိုယ်မှာဆင်ញံ့၍ဝိစင်လေးရှိကြခြင်းအိန္ဒိယနယ်တန်တို့ကိုအဝိနီလေးနဲ့ထုတ်အိမ်ထဲ၌ဆောင်ထားမယ်အိမ်ရဲ့အဝင်အဝမှာချိတ်ဆွဲထားမယ်ဆိုင်ရဲ့အဝင်အဝမှာချိတ်ဆွဲထားမယ်ဖះเจ้าဒီမှာထားရှိခြင်းဟာကံကောင်းခြင်းတွေကိုယူဆောင်လာရလို့ယူဆကြပါတယ်အချစ်ရေးနဲ့ပတ်သက်လာလို့ရှိရင်လူချစ်လူခင်ပေါ်မယ်ကိုချစ်တဲ့သူဟာကိုယ့်ပေါ်မှာမေတ္တာပြန်ရှိစေခြင်းပေါ့အဲ့လိုမျိုးကြီးအယူဆရရှိကြပါတယ်ရှင်မမတို့ကလျာဏီမှာဝယ်အပိသူတိုးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်လည်းရပါတယ်ရှင်